brother ရဲ့ zodiac sign ကိုရောတီးပြီးကြပြီလား brother တငယ်ချင်းတွေရဲ့ zodiac sign ကိုရောတီးကြလားသူတို့ရဲ့ zodiac sign ကိုတီးုံနဲ့သူတို့ type ကိုတီးနိုင်တယ်ဆိုတာရော brother တီးပြီးကြပြီလားအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ brother show ရဲ့ owner တူတာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးပါမှာတော့ mobile legend တွေက zodiac skin တွေနဲ့ zodiac skin တွေနဲ့ type တွေအကြောင်းပြပြပေးပါမှာဖြစ်ပါတယ်ပထမဆုံးပြောပြမယ် hero ကတော့ဗဒံပဲဖြစ်ပါတယ်ဗဒံကိုတော့ mobile legend က leo zodiac sign အဖြစ်ပေးထားပြီးတော့သူတို့က July 29ကနေ August 22အတွင်းမွေးတဲ့လူတွေပဲဖြစ်ပါတယ်Zodiac sign Leo ကလည်းကျန်းတယ်လို့ဗဒံကလည်းရှယ်ကျန်းတဲ့လူတွေထဲမှာပါပါတယ်ဗဒံကျန်းရတဲ့အကြောင်းရင်းကတော့မတီးဘူးထုံးမယ်ဆိုတဲ့လူမျိုးဖြစ်နေတဲ့အကြောင်းဖြစ်ပါတယ်တခါတလေကြားအစစ်ကနေပြီးတော့ဥကြောင်ကြားဖြစ်လေရောက်ရှိရင်ရောက်ရှိသွားနိုင်ပါတယ်စကေးတူးနေရန်နဲ့တခါလေမှာသူတို့ပိုင်းသူတို့ပိတ်ပြီးတော့တည်သွားတကြလို့ပဲဖြစ်ပါတယ်ကွန်အများစုကတော့အရန်ကြိုးစားတဲ့ဂုတ်ကြီးတွေပဲဖြစ်ပါတယ်ကပ်ကွန်ကဂုတ်ဆိုပေမဲ့ mobile legend တွေကမာတစ်ကတော့ brother တွေခွေးဖြစ်နေတာပဲဖြစ်ပါတယ်တက် item နဲ့ဆိုရင်လည်းခွေးဖြစ်တယ် fighter item နဲ့ဆိုရင်လည်းခွေးဖြစ်တယ်ဘဲ item နဲ့ဆော့ဆော့ခွေးပြနေတာပဲဖြစ်ပါတယ်ရင်မတာမှာတော့တေလောက်အောင်ကျဲပေမဲ့အခုမတာမှာကျတော့တကယ်ခွေးပြနေတဲ့လိုပဲဖြစ်ပါတယ်သူတို့မွေးရဲ့လားကတော့ brother နဲ့သူမရဲ့ဆက်ဆံမှုလိုပဲအေးဆက်နေတယ်ဒီဇင်ဘာ22ကနေ January 19အတွင်းမွေးရလူတွေပဲဖြစ်ပါတယ်Capcom နဲ့ Martin live မှုอ่ะဆိုရင်တော့ဖြင့်100မှာ60ရာခိုင်နှုန်းလောက်တော့ရှိပါတယ်။အဲဇာနဲ့ Z နဲ့ live မှုอ่ะဆိုရင်တော့ဖြင့်ဘလူးခွဲမရအောင်တူတာပဲဖြစ်ပါတယ်။သူတို့ကကန်ဆာဆိုတဲ့အတိုင်း zodiac sign အချင်းချင်းဒုက္ခပေးရတာအားမရလို့ mobile legend ထဲမှာ Z hero ဖြစ်လာပြီးဒုက္ခပေးတဲ့လူတွေပဲဖြစ်ပါတယ်။ Z ဆိုတဲ့အတိုင်း short ဝိုင်းတော့သူ့အကောင်လေးထားပြီးတော့ဒုက္ခပေးတဲ့လူတွေပဲဖြစ်ပါတယ်။သူတို့က grey flag လို့ red flag လို့ black flag လို့လူတွေပဲဖြစ်ကြပါတယ်ဇက်ကိုသွေးနေတယ်ဆိုပြီးတော့ brother တို့ကတွားခိမယ်စဉ်းစားလိုက်ရင်တော့ brother တို့ရဲ့ဘဝကတော့ရေစက်ချပြီးတော့ enemy ဘက်ကို 1k ပေးရမယ့်အနေအထားလောက်ရှိပါတယ် brother shop မှာ diamond UC နဲ့ black strike ကိုတွေကိုတနေရာထဲမှာရရှိနေပြီဖြစ်ပြီးတော့ brother shop မှာ weekly bet 25ခုရောင်းရတိုင်း weekly bet တစ်ခုလက်ဆောင်ပေးနေပြီးတော့ diamond ကြီးဝလာဝဲလူတွေအတွက်လည်း event တွေအများကြီးရှိပြီးတော့အဲ့ event တွေကိုသိကျင်တယ်ဆိုရင်တော့ဖြင့်ကျွန်တော်ရဲ့ comment တွေမှာချထားတဲ့ link လေးကနေဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဗျာကျွန်တော်ကတော့ဒီ video လေးကိုလောက်ရတာအချိန်သိမ့်မရတဲ့အတွက်ကြောင့်မလို့3កောင်ပဲလောက်ထားပါတယ်ဒါပေမဲ့နောက် video တွေမှာတော့ zodiac sign နဲ့အကြောင်း part 2နဲ့ part 3ဆိုပြီးတော့ထပ်လာဖို့ရှိပါတယ်နောက် video မှာပြန်တွေ့ကြရပါ brother see you guys